ဒီရင်းညတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့စာရေးဆရာအက္ခရာဇာရဲ့မြစိမ်းတောင်ဖျားတိုက်အစဆုံးဖြစ်ပါတယ်ခင်ဗျာနားတော်တာပန်းစင်တော်မူကြပါအောင်ခင်ဗျာအာယုံပြုတ်ကြည့်ပြီးရွာနောက်ဘက်ကျောင်းကြီးစီမှာတုံးမောင်းခောက်တန်ကကညင်တော်ရွာလေးကိုလှုံနှုံးလိုက်တဲ့ကဲ့သို့ရှိပါတယ်တုံးမောင်းခောက်တန်နဲ့တပြိုင်နက်ကြက်ထုံတန်တွေကလည်းဟိုမှဒီမှထပ်ပေါ်လာခဲ့ကြပါတယ်ဒါကမနက်ခင်းပုံမှန်အာယုံဂီတတန်စင်တစ်ပုတ်နဲ့ရွာနှံ့ကိုပြန်လည်လာခဲ့ပါတယ်နွားခလောက်တန်ညန်ဆူဆူဟိုချန်တီဝိုင်းစီကကလင်းကိုတန်စကားပြောတာများနဲ့ကညင်တော်ရွာလေးရဲ့နေ့တဲ့နေ့ကိုစတင်ခဲ့ပါပြီမစောမြတယောက်တုံးမောင်းမခောက်ခင်ကလေးကနိုးနေပြီဖြစ်ပါတယ်ရောင်နေပြုတ်အန်လာစားတုံးမောင်းခောက်ချိန်မှာအာယုံစွန်းတို့စွန်းအိုးကစူပွားနေပါပြီလင်းတော်မောင်ကိုလာမင်းကတော့အိမ်မောကြောက်လို့ကောင်းနေတော့မှာစွန်းအိုးအမျိုးပေါက်လာပြီဆိုတာနဲ့မိဘဘကချကကျန်းရတဲ့ကိုစောင်းခဲ့လိုက်ပြီးလင်းတော်မောင်ကိုနှိုးရန်တရေရလိုက်ပါတယ်ဒီနေ့ကိုလာမင်းတော်တက်မယ်ဆိုပါကနောက်ကြလို့မဖြစ်ပါကိုလာမင်းဟမ်ရှင်တော်တက်မှာမလားထားတော့လေဟိုဘဝကညုံမောင်တို့သားဖတော့နိုးနေပြီအေးပါကွာတကယ်လေကိုလာမရီယောအိတ်ခမ်းတွင်းကနေပစိုးကပုတ်ကိုနဲ့အိတ်မုံစောပွားထားလာပါတယ်ထုံးစံတိုင်းပါဇက်ကတော့တပိတော်ပြောလို့နေပါလေဆင်းရဲလိုက်တဲ့ဘဝများကွာလူဖြစ်လာကြတဲ့ကတခါမှအေးဝါအဲ့ရတယ်မရှိဘူးကြီးမလို့ခင်ကထားရတနေကုန်လဲမနာရထင်ခုတ်ဝါခုတ်ရတော့တယ်တပည့်6ပြားဘယ်ချိန်မှများလူမွေးလူတော်ပြောင်းအောင်မလဲမသိပါဘူးကွာအမလေးတော့စောစောစီစီကြက်တည်မရှိမင်္ဂလာမရှိတပည့်တော်လုံးမနေစားနဲ့တော့သွားမင်းလာသိချေကျုပ်ထမင်းတို့ပြင်ထားလိုက်မယ်မစောမြတယောက်စကားကြောထက်ရှိလာမှကိုစိုးလို့ကိုလာမင်းအိတ်ရှိကိုကြပြရဆင်းသွားပါတယ်မျက်နှာတင်းနေစဉ်တစ်ဖက်ခြံဝိုင်းစီကညုံမောင်တို့သားဖထမင်းတို့ကိုစီနဲ့ထွက်လာကြတာကိုတွေ့ရပါတယ်ညုံမောင်ကလာမင်းကိုမနိုးရလားအေးကွာတွားနေတော့နောက်ကလိုက်ခဲ့မယ်မျက်နှာတက်ပြီးတက်ကပြင်းမောင်ကိုပြန်ပြီးတက်လာခဲ့ပါတယ်ညုံမောင်တို့သားဖလည်းသူ့ကဲ့သို့ပင်တော်တက်ကြတဲ့သူတွေဖြစ်ပါတယ်သူတို့ရွာကပဲခူးရိုးမရှိတောင်တယ်တစ်ခုရဲ့တောင်ကျမှာတရှိတဲ့ရွာကြီးတရွာဖြစ်ပါတယ်။များသောအားဖြင့်လေယာလုပ်ငန်းကိုသာဘိုးစဉ်ပေါင်းဆက်စိုက်ပျိုးကြတယ်။လေသိန်းချင်းကောက်လိုင်းသိန်းချင်းဆိုရင်တော့ထင်းခုတ်ဝါခုတ်တောတက်တဲ့အလုပ်ကိုလုပ်ကန်ကြပါလေ။သူတို့တက်တာမကအနီးချုပ်ဆက်ရွာများအတွက်ပါပဲခူးရိုးမတော်ကြီးတွေကထင်းတွေဝါတွေကအရှံပဲခုတ်ယူသုံးလို့မကုန်နိုင်ပါ။သို့တော့တောင်ကြီးတောအဆက်တော့သာလာမြင်တို့ထင်းခုတ်ဝါခုတ်မြစ်ချိုပြုလုပ်ရကြပါလေ။မြသိန်းတောင်ပေါ်ထိတော့ဘယ်သူမှမတည့်ရကြပါခြုံနယ်များဖုံးလွှမ်းလျက်တောင်ထိပ်မှာမြသိန်းတောင်စေတီရှိပါတယ်စေတီကပြိုကျပြည့်ရွံ့လျက်ဘဲခက်ကဘဲမင်းတည်ထားခဲ့တယ်တော့မသိပါတော်ကျန်နဲ့နှက်ကြီးတယ်လို့တနေ့လုံးကလက်ခံထားကြတဲ့ဖေးရပါရွာသားတွေကလည်းတောတက်တဲ့အခါမြသိန်းတောင်မှာကိုဘယ်တော့မှခြေဦးမလဲကြတောင်ကြီးရှိုးမြောင်ဆန်းချောင်းတွေရှိရပါမှသာထင်းရှာဖားရှာပြုလုပ်ရကြပါတယ်အလွန်အင်ဂျင်တောင်ဘက်ပြင်မုံတောင်ဘက်လောက်သာတွားကြရုံသာပါတိုးတော့မြသိန်းတောင်ဖျားရှိရာတောင်ကြီးကိုတွားကြသူများတော့ရှိခဲ့ဘူးပါတယ်ရွာရှိဘက်ကွင်းတွေကဥလူလာတို့မြဖေတို့တွားခဲ့ကြဘူးလေသူတို့ကအလိုလောဘနဲ့တွားကြခြင်းဖြစ်ပါတယ်တောင်ကြီးပတ်လေတချို့နေရာများမှာရွှေကြောရှိတယ်ရွှေထက်တယ်ဆိုပြီးတော့တွားကြခြင်းဖြစ်ပါတယ်တပတ်လောက်ကြာတော့ဥလူလာတို့မြဖေတို့ရွာကိုပြန်လည်ရောက်ရှိလာခဲ့ကြပါတယ်သူတို့လူချင်းတက်မတ်စွာတွားရောက်ရှာဖွေကြည့်ယူခဲ့တဲ့ရွှေတော့ရမလာခဲ့ပါနှစ်ယောက်စလုံးတောင်းပေါ်မှာဘာတွေမှနေပြုလုပ်ခဲ့တယ်တော့မသိရွာကိုအရောက်ကြောင်ကရန်းနဲ့ရွာကဆေးစရာကြီးဥတော်လိုင်းစိတ်ကူကောင်းလို့သာအသက်မသေးကြတော့လေအခုချိန်ထိခက်ကြောင်ကြောင်ဖြစ်နေကြဆဲပါရွှေသွားချိန်ကြဖို့ကိုလည်းဘယ်သူမှမစွန့်စားရကြတော့ပါလှမြင့်ရဲ့မိခင်ကြီးမတ်တောင်ကတော့တစ်ခါလားနှစ်ခါလားမြသိန်းတောင်ထိပ်မှာရှိတဲ့ဖះနဲ့ပတ်သက်ပြီးပြောပြခဲ့ဦးပါလေအဲ့ဒီတော့ကအမေပြောပါငါစားပဲရှိအောင်မယ်။တနေ့ကျတော့ဦးကြီးတို့နဲ့တင်းခွေလိုက်သွားတာလူစုကွဲသွားကြတယ်။အမေလည်းကြောက်ကကြောက်နဲ့ဟိုကြောက်ဝင်ဒီစိမ့်ဖြက်နဲ့ပြုံးငနဲ့ဆိုအမေရှိမှရသေးတစ်ပါးပေါ်လာတယ်။အမေကအဲ့ဒီရသေးကြီးကတက္ကမလေးနဲ့ဒီဖះကပထမဆက်ရှိတယ်တဲ့။ကြုံတုံးဖူးသွားဆိုပြီးတနေရာကိုညွှန်ပြတယ်။အမေကလည်းရသေးပြတဲ့နေရာကိုကြည့်လိုက်တော့ရွှေရောင်နဲ့ဝင်းအိနေတဲ့ဇီသေးသေးလေးအမေလည်းကြီးညိုလုံးလို့ရှ िख ိုးဥချတော့တာပဲဇီဒီလေးက
3000လောက်ပဲရှိတယ်ကျုံလို့ကြိုက်လို့ဖူးရတာအဲ့ဒါမြသိန်းအောင်ရွှေစိတ်တွေအစ်စ်ပဲတော့ဖူးသွားမှာနောက်ဆိုရင်ဖူးချင်မှဖူးရတော့မှာဒါနဲ့အမေလည်းအားရပါရဖူးပြီးဝှက်ဖြစ်နေလိုက်တာကောင်းလဲမောလိုက်ရောခုနတော့ကရွှေစိတ်တွေရောရသေးကြီးပါမရှိတော့ဘူးအမေလည်းတော်တော်လန့်သွားပြီးပြန်လန်းရှာရင်းနဲ့ဦးကြီးတို့နဲ့သွားပြီးစုံတယ်ကြွားပြန်ရောက်လို့အမေဖူးခဲ့တဲ့စိတ်လေးကြောင်းကိုပြောပြတာဘယ်သူမှမယုံကြဘူးမယုံကြည်လဲပဲတတ်နိုင်ပါလေအမေတကယ်ဖူးခဲ့တာပဲလေအဲ့ဒီစိတ်ဒီအစ်စ်ကထိုက်သူမှဖူးရရတာလို့ဆရာတော်ကြီးဦးညာနာကပြောတယ်သူလည်းတခါဖူးတယ်တဲ့ရွှေဆိုရင်ဝင်းအိနေတာပဲတဲ့ခုချိန်นี้ဘယ်သူမှဖူးရတယ်လို့မကြားမိသေးဘူးအမေသာကန်ထိုက်လို့ဒါနဲ့အမေနောက်တစ်ခါမတွေ့ရတော့ဘူးလားဟင်းကဲကိုလာမင်းစားပြီးရင်တော့လေဘာတွေများစဉ်းစားနေတာတော့နေထွက်လာပြီတော့အေးပါကွာအေးပါမဆောမြရဲ့အတန်ကြောင့်လာမင်းအတွေးစားတွေပြတ်သွားပါတယ်မိမဖြစ်သူပြင်ဆင်ပေးထားတဲ့ထမင်းတုပ်ကိုဆွဲပြီးလှမြင့်ချာမိုင်းထဲကနေကမန်ကရန်ထွက်လာခဲ့ပါတယ်အနောက်ကျောင်းကြီးစီမှာအာယုံစုံဝင်ကြွလာပါပြီအမေပြောခဲ့တဲ့ရွှေစိတ်ဒီလေးကအုံတော်ထဲမှာတရဝဲပါလှမြင့်ပြီးရင်ပြန်ကြရအောင်အေးပါညုံမောင်ရဒီမှာလက်ဖက်လျှောက်ခတ်ဖို့တောက်တရနည်းနည်းခူးနေလို့ပါကွာစောမြညဆိုရင်ချောင်းဆိုးကျင်နေတယ်မြန်လို့ဟိကောင်ကြီးမှောင်တော့မယ်အေးပါကွာရပါပြီညုံမောင်ကလောနေလို့လှမြင်ခုတ်ထားတဲ့ထင်းစီကိုကောက်ပွေးထားနိုင်ပါတယ်ညုံမောင်နဲ့သူသားမြင့်ဝေတို့က2ယောက်ဆိုတော့ထင်းပွေရကြပါတယ်ဒီထင်းမင်းတွေကိုရရောက်ရင်ခုတ်ပြတ်ပြီးတော့စီးရအောင်မယ်တပတ်အတွင်းသူတို့ခုတ်လို့ရတဲ့လက်မောင်းအရွယ်ခြေသလုံးရွယ်မရှိသရှိထင်းတွေကိုပြင်မုံကြီးကထင်းကုန်တွေကလာသိမ်းဝယ်ပါတယ်လှမြင်တို့ကရသလောက်တောက်တက်ပြီးထင်းမင်းခုတ်ပြီးရင်အနေတော်ခုတ်ပြတ်ပြီးအရင်နဲ့စူဆောင်းပေးထားရုံမှဖြစ်ပါတယ်ထင်းကုန်တွေကတပတ်ပြည့်ရင်ငွေရှင်းပေးပါလေမြန်တော့ကွာလှမြင့်ဘိုက်ထဲမှာဦးတွေကတကြွကြွဖြစ်နေပြီကွာဒါအမြန်ဆုံးအတော့ဆုံးခြေပဲညွှန်းပါရဲ့အချိန်တိုင်းအိမ်ပြန်ရောက်မှာပေါ့ကွာမိမကလည်းဘယ်မှထုံမပြေးပါဘူးမိမတဲ့အရေးကြီးတာကမောင်လာမှာစိုးလို့ဟဲ့ကောင်ကြီးဒီတောင်ကြောင်လည်းမင်းသိရသားနဲ့ငကိုတွေကကြောကစိတ်နေတာထင်းလာခုတ်ရတယ်နောက်ကြောကမလုံဘူးကွာတောင်းရောက်တာဓမ္မခါထိုးလို့ထင်းကိုစီစကားတပြောနဲ့၆လာခဲ့ကြပါတယ်။၃မိုင်ဆိုတဲ့ခီးကသူတို့ခြေနဲ့ဆိုရင်တနာရီမချပါ။ဒါတဲ့မင်းသားမြင့်ဝေကိုဒီနေ့ရှင်းပြပေးမလို့ဆို။အေးလေအဲ့ဒါကြောင့်ငါတော့ကြီးပဲတက်နေတာပေါ့။ထင်းများများခုတ်ပတ်ဆိုင်များများရှာဒီကောင်ကပါတော့တဲ့တိုင်းခေါ်နေရတာကိုကြည့်။လိုပါသေးတယ်ကွာ။ဒါတော့လည်းပင်ပန်းခံပြီးလောဘကြီးနေစရာမလိုပါဘူး။မကြည့်လို့မရဘူးဟဲ့ကောင်ကြီး။ဒီကောင်မြင့်ဝေကလူရောပေါက်ရဖြစ်လာပြီကွာသူနဲ့ရွယ်သူတာတင်တို့ဖိုးလုံးတို့တောင်ရှင်းပြပြီးကုန်ကြပြီငါလည်းလေကပူချန်တဲ့ပတ်စံနဲ့ထင်းအောင်လို့ရတာနဲ့အလူဖြစ်ဖို့ကြိုးပမ်းနေတာကွာမြမြကလေးရတဲ့ရွှေတောင်တော့ချင်မလားလို့တွေးနေတာတော်နေကြညဖေးကြီးတို့လိုဖြစ်မှာစိုးလို့ဒီကောင်တွေကလောဘကြီးတာဟုတ်ကွာပြီးတော့အရက်ကိုကြွက်တင်းလို့တောက်တဲ့ကောင်လေးဒီတောင်ကနှက်ကြီးရဆိုတာလူတိုင်းအသိပေါက်ပန်း40ဘာတွေလျှောက်လို့ဘာတွေလျှောက်ပြကြလဲမှမသိပဲကွာငါဆိုတော့မတက်ခင်ပိုင်ရဆိုင်ရာတွေကိုတောင်းမှတိုးချိုးပြီးမှအမြဲတမ်းတက်တယ်။ဒါကြောင့်လဲမွေရနေရကအစကင်းရှင်းတာပေါ့။ဟိုတလောကရောတောင်ပိုင်းကမိုးထီအရင်မုံမုံနဲ့ကွင်းမိုင်တွေကိုတွားပြီးဆဲတာ။ငွေပေါက်လို့သေးပါရောလား။တော့ဆိုတာနှက်ကြီးရဆိုတာဒီကောင်တွေကရုံမမယုံကြည်ပဲကွာ။ဒါကြောင့်ခံရတာ။စကားတပြောပြောနဲ့၃ယောက်သားလျှောက်လာခဲ့ကြရာနှက်ရည်ရင်းလေးကိုပဲရောက်ရှိလာခဲ့ကြပါပြီ။နှက်ရည်ရင်းဆိုတာကရှိုးပြက်လေးတစ်ခုရဲ့အထက်မှာတည်ရှိတဲ့ရေရင်းငယ်လေးဖြစ်ပါတယ်9000ခန့်များနှက်ပါတယ်ထိုတွင်းကနေမြမပြက်ရေကြီးများထွက်နေပြီးတချို့တော်တက်သူများထိုရေရင်းကရေကိုတောက်သုံးပြီးယောဂများကင်းတယ်လို့ဆိုကြရမှာနှက်ရည်ရင်းလို့ခေါ်ကြခြင်းဖြစ်ပါတယ်ထိုနှက်ရည်ရင်းရှိရာရှိုးပြက်လေးကိုကြော်လိုက်တဲ့ဆိုရင်ရွာလေကွန်းအဆက်လက်လန်းချောင်းကိုမြင်ရပါပြီဟင်ဟာပါလဲကွာအလန်းကြားနဲ့ဟိုမှမတွေ့ဘူးလားဘယ်ကမင်းကလေးလည်းမသိဘူးမိုးချုံမှဆင်းလာတာကွာဘယ်ရောလည်းမသိဘူးဟာအေးကွာတယောက်တည်းပဲအဖော်ရင်းနေမှာကွဲသွားလို့လားမေးကြည့်အောင်ကွာမင်းကလေးကနှက်ရည်ရင်းရှိရာရွှေဘက်လေးပေါ်ကဆင်းလာနေပါတယ်အလုံးကုန်ချောမလာပါတဲ့မင်းကလေးဖြစ်ပါတယ်အနာရောက်တော့ညုံမောင်ကဟေးနင်ဘယ်ရွာကလဲအဖော်ရင်မပါဘူးလားမှောင်တော့မှောင်နေပြီဟာကျမကဒီတောင်ဟိုဘက်အခြေမင်းဝင်ရကပါဈေးလာဝယ်ရင်းနဲ့မုတ်ချုပ်သွားလို့ပါအော်အေး
သွားငွေခင်းနေလည်းသတိထားပြီးသွားအောင်နော်မင်းကလေးကဘာကိုသဘောကျနေချိုက်သွားတယ်မသိတခိခိရင်းနဲ့ရှိုးလန်းလေးတိုင်းဆင်းသွားပါတယ်ဟဲ့ကောင်ညုံးမောင်သူပြောတော့တာသတိထားမိလားဘာလို့လဲကွာတောင်ကြီးဟိုဘက်မင်းဝင်ရကားတယ်တောင်ကြီးဟိုဘက်မှာဒီရနယ်မှမရှိတာပြီးတော့မောင်ကြီးမကြီးတယောက်တည်းထူးဆန်းနေတယ်ကွာဟင်လှမင်းရဲ့စကားကြောင့်တိုင်ပင်မထားပါပဲတောင်းရောက်တာမင်းကလေးဆင်းသွားရဘက်ကိုဗျိုင်လူလန့်ကြည့်လိုက်မိကြပါတယ်ဟာမြတ်စွာဘုရားဘယ်ရောက်သွားပြီလဲဟုတ်တယ်ကွာအခုလေးတင်ပဲလမ်းကလည်းရှင်းနေတာကြီးလာမြမောင်နဲ့မြုပ်ဝေတို့အမြန်သွားရအောင်ရိတ်ရောင်မမတွေ့ရတော့တဲ့မင်းကလေးအကြောင်းကိုမစင်စားတော့ပဲတုံဦးသာရွာကိုရောက်အောင်တုတ်ချစ်တင်ကနေခဲ့ကြပါတော့တယ်ဟာဟင်းကျော်စောမြကြီးစောမြမင်းမောင်ပေါ်တော်မူလားလေဟေးဟဲမောင်လေးဟင်းကျော်အမတို့ကလည်းဗျာနေစိမ့်လိုက်တာစကန်းလေးကိုတစ်ခေါက်တစ်ချင်းလာမလဲဘူးအခုကျွန်တော်ဒီဘက်ဆင်းလာရင်လည်းဝင်လာခဲ့တာလှမြင့်ရောမစောမြပါပြပြတလဲပါဟင်းကျော်ကမစောမြရဲ့မောင်အထွေးဆုံးဖြစ်ပြီးမိခင်ကြီးနဲ့အတူစကန်းလေးမှာနေသူဖြစ်ပါတယ်စကန်းလေးမှာရေဒီယိုနဲ့ကက်ဆက်ပြင်ဆိုင်နဲ့ကက်ဆက်အခွင့်9ဆိုင်ဖွင့်ထားပြီးစီးပွားရေးပြည်လဲသူဖြစ်ပါတယ်လူမျိုးလူလို့လည်းဖြစ်ပါတယ်ရမန်ရကမြို့ပေါ်တက်ပြီးစက်ပစ္စည်းဝယ်ယူရန်ဆင်းလာတိုင်းမှာလည်းအမဖြစ်သူမစောမြရှိတဲ့ကကျင်တော်ရွာကိုဝင်လာတဲ့စမြဲပါလောရတဲ့ငွေကြီးကြီးကအစပိတ်ကန်ထောင်းပတ်သွားတတ်ပါတယ်အတော်ပဲဒီနေ့ချောင်းထဲကရတဲ့ငစရမ်းချက်တယ်မင်းကြိုက်ပဲအမေရောနေကောင်းရလားကောင်းပါတယ်ငစရမ်းဟင်းဆိုတော့ထမင်းစားလို့မိန်ပြီပေါ့ဗျာနေ့မှန်ကြမှာပြန်တော့မယ်ရောက်တော့ရောက်ခဲ့အေးစစ်စစ်ပေါ့ဟဲ့နင့်ကိုလည်းတော့မတတ်ဘူးအေးကွာဒီမှာနေပါအောင်ကွာကိုလာမြင့်တော့မတတ်တော့အတော်ပဲပေါ့ညနေကျရင်ပင်ကြရီခက်ခါလေးနဲ့ဇီယမင်းစီစဉ်တွက်ခံကြတာပေါ့အမေသမီးရောက်ပါနေအောင်တိုင်ဖောက်ညီမနေကြနဲ့တော်ကြထေးမူးပြီးတော့ရွာထဲမှာပြဿနာတက်နေကြအောင်မေကိုလာမြင့်ပါတာပဲဗျာသူကစိတ်ကောင်းမယ်လေမင်းအသက်မငယ်တော့ဘူးနော်ဟင်းကျော်အင်းတော်လေးပါလေပြုတ်ဖို့သိမေကွာလောက်ကန်ကလည်းဝင်ဝင်ကောင်းနေရတာနဲ့ပြုတ်ကျင်တာပေါ့ဗျာအမေကလည်းခွင့်ပြုတာပဲခက်တာကကျုပ်မှရေးသားမှမရှိပဲကိုလာမြင့်ရတွေ့တယ်မင်းမကောက်ယူရမှာလားမင်းရလဲကွာစကန်းလေးမှာအချောလာတွေပုံလို့ပါကွာကိုလာမြင့်ရသူ့ဘက်တော်သူပုံနေတာနဲ့ကျွန်တော်နဲ့ပါဆိုင်လဲဗျာချောတာလှတာကတော့သိတာပေါ့ဗျာခက်တာကအဲ့ဒီအလားပါတွေထဲမှာကျွန်တော်ရေးစားတရားမှမပါဘူးမင်းကညံ့လို့ပေါ့ကွာမြို့သူတွေရောသူတို့လည်းဝေလာဝေးပါကဲတောက်စားရှိတာအေးစေးတော့ပါကိုလာမြင့်ရကျွန်တော်ဘာသာတန်းတန်းလေးနေနေတာမကြည့်ချင်တော့ဦးထင်တယ်ငါစေတနာနဲ့ပါဟာကောင်ရဟောပြန်လာကြပါပြီတော့နေမညိုခင်လေးပြူလာကြပြီမဟုတ်လားကဲထမင်းနိုင်ရင်အရန်သင့်စားဖို့ပြင်တော့လှမင်းနဲ့ဟင်းကျော်ချမ်းမရောက်ပြီဆိုတာနဲ့မစောမြကစီးကြိုပြောလိုက်ပါတယ်ရီဝေနဲ့ခြံထဲလမ်းဝင်ကြရင်မမှုပါဘူးရီဒီလေးပါထေကတအိုးကို200မြတော့လာခဲ့တာစားကောင်းတောက်ကောင်းရုံနဲ့မဟာကဲမမစောဒါဆိုနေ့စဉ်ပြန်တော့မယ်နော်ဦးကြီးညိုတင်တို့ဘာကြီးမြတာတို့လည်းဖိတ်ရအောင်ပါဩအေးနေ့စဉ်အမစောလာခဲ့မယ်လို့အကြီးစောခင်ကိုပြောလိုက်နော်ကိုကြီးလာမြင့်နေ့စဉ်ပြန်အောင်မယ်နော်အော်အေးထမင်းစားတော့ပါလားဟာမစားတော့ပါဘူးအိမ်ရောက်မှစားတော့မယ်ဟင်းကျော်တရအခုမှပဲမစောမြနဲ့ပဲတိုင်ကွယ်မှာရက်နေတဲ့မင်းမချောလေးကိုတတိပြုံးမိသွားပါတယ်မင်းမချောလေးကဟင်းကျော်ကိုလက်ကနေတစ်ချက်စိုက်ကြည့်ကခြံထဲကနေပြီးတစ်ပိုင်းပြေးထွက်သွားခဲ့ပါတော့တယ်ဘလို့လဲကွာရင်ခုန်သွားပြီလားဟာဗျာကိုလာမြင့်ရလဲကိုလာမြင့်နေမှာကမစောမြကပါရီကျလန်းကြည့်နေလို့ဟင်းကျော်ပို့ပြီးဆက်သွားရပါတယ်ကိုလာမြင့်ကနင်းစိန်ကဘာကိစ္စရှိလို့လာတာလဲကွာအလူလာဖိတ်တာလေအဲ့ဒါကျမကိုဝိုင်းကူညီလုပ်ကင်ပေးဖို့ရေးစောခင်ရမှာလိုက်လို့မောင်လေးဘလို့လဲအစ်စိကြသွားပြီလားနင်းစိန်ကကွန်းအောင်ကိုင်နော်မိဘတွေကလည်းရွာတဲ့စီးရင်ဝင်နေစိတ်ကူးမလွဲနဲ့ငါမောင်အမမိသေးတယ်မစောမြကဘာကြီးကြဲနဲ့မတိကလို့ဝင်ပြောလိုက်လို့ဟင်းကျော်ချင်းထဲမှာလှောက်ရှားသွားမိပါတယ်ဘာရဲ့ကြောင့်မှမသိပါပဲနှလုံးသားထဲမှာလည်းမခံစားဘူးတဲ့ခံစားမှုတစ်မျိုးရှင်းနေဖိနေခံစားနေရပါတယ်နှင်းစိန်ဆိုတဲ့မင်းမချောလေးရဲ့အလှကဟင်းကျော်နှလုံးသားကိုနှစ်ဆူအမြင့်တဲသွားခဲ့ပါပြီ
ကဲရင်ခုံမနေနဲ့တော့ထမင်းစားမယ်အမလေးဗျာဟင်းကျော်တယောက်ချက်ကိုချက်ကန်ဖြစ်နေရပါတယ်အဲ့ဒီလိုနဲ့ဟင်းကျော်တယောက်နောက်ပိုင်းမှာစကန်းသားနဲ့ကညင်ပင်ချောင်းပေါမတက်ကိုရောက်ရှိခဲ့ပါတော့တယ်ပထမချိန်တွေ့စဉ်ကတည်းကမစောမနဲ့အတူနှင်းစိန်တို့အလူပွဲကိုလိုက်ပါသွားခဲ့ပါတယ်အလူမနှင်းစိန်ကိုမကြာခဏခိုးကြည့်ကရင်ခုန်နေခဲ့ရပါတယ်နှင်းစိန်ကလည်းသူ့ကဲ့သို့ပါနောက်ပိုင်းသူ့ရောက်တိုင်းမှာနှင်းစိန်ကလည်းမကြာခဏလာလဲရင်မစောမြအလော်ကောင်းဘီတီကောင်းလို့နှင်းစိန်နဲ့ဟင်းကျော်ချစ်သူတွေဖြစ်ခဲ့ရပါတော့တယ်တိုးတော်ဒီကိစ္စကိုဘယ်သူမှမသိကြပါဟင်းကျော်နဲ့နှင်းစိန်တို့ရဲ့အချစ်ကမလွတ်လပ်ကြပါတခါတရံချောင်းဝိုင်းထဲမှာပင်တွေ့ဆုံစကားပြောပေးကြပါတယ်တိုးတော်မကြသူတို့စကားပြောရင်ချင်းစုတွေ့မိကြတဲ့နေရာကမြစင်းကုန်းတောင်ကြီးမရောက်တယောက်မှရှိတဲ့ကံဘက်ရွာထိပ်မှာတင်ဖြစ်ပါတယ်တခါတရံမှာလည်းကညင်တော်ရမြောက်ဖက်မှာရှိတဲ့တကုတ်ပင်ကြီးအောက်မှာခိုးဘက်တွေ့ဆုံကြရပါတယ်နှင်းစိန်ရဲ့မိဘမောင်ဘွားတွေကဟင်းကျော်လိုတေဝါသားနဲ့ရင်ခံနေမှသိလို့ကတော့သဘောတူကြမှာမဟုတ်ပါနှင်းစိန်ကသာသူ့မြတ်တာကိုအရက်စွန်ကလက်ခံခဲ့ခြင်းဖြစ်ပါတယ်ကိုဟိန်းဘာလဲနှင်းစိန်တို့ဒီလိုပဲနေသွားကြတော့မှလားအခုလိုကိုကြောင့်ကိုပဲတွေ့နေရတာကိုနှင်းစိန်နောက်ကြောင့်မလို့ဘူးကိုဟိန်းသိပါတယ်နှင်းရဲ့ဟင်းကျော်သူ့ရင်ခွင်ကြီးတွဲမှာရှိတဲ့နှင်းစိန်ရဲ့ခန္ဓာကိုယ်အီးလေးကိုပို့ပြီးတိုးဖတ်လိုက်ပါတယ်နှင်းစိန်မယုံပါကိုဟိန်းပြောလေးနေကိုဟိန်းပေါ်နှင်းအလွယ်တကူဖြေပေးလိုက်တာကိုကိုဟိန်းနေနဲ့နှင်းကိုအညာလွယ်တဲ့မင်းကလေးတို့ထင်နေမှာပဲနော်မထင်ပါဘူးနှင်းရဲ့ချစ်ကိုကိုဟိန်းတန်ဖိုးထားပါတယ်ကိုဟိန်းကိုယုံလို့ကိုဟိန်းမျက်နှာကိုနှင်းလက်ခံတာမှကိုဟိန်းသိပါတယ်နှင်းကိုဟိန်းကိုမြင်မြင်ချင်းချစ်သွားခဲ့တာပါနှင်းရဲ့ကိုဟိန်းလည်းနှင်းလိုပဲပေါ့နှင်းကိုစတွေ့တဲ့အချိန်ကလေးကရင်တွေတအားခုန်ပြီးရိုးသားပြေကင်းစင်တဲ့မျက်နှာလေးကိုမိအောင်ဆွဲလန်းသွားမိတာဒါကြောင့်လည်းမြို့ကနေတီကိုမတွေ့ရမမြင်ရပဲမနေနိုင်လို့စူးစမ်းပြီးလာတွေ့တာပေါ့နှင်းရဲ့နှင်းယုံပါတယ်ဒါပေမဲ့ကြာလာရင်နှင်းတို့အကြောင်းကိုအင်္ဂါချင်းမိသွားကြလိမ့်မယ်အခုတော့နှင်းကိုမစွမ်းများလို့ခြံကိုဘာလို့ခဏသွားနေတာလဲလို့မိလာဆန္ဒလောက်နေကြတယ်ရှော်တွေကတယောက်စားနှစ်ယောက်စားကသာနှင်းနဲ့ကိုဟင်းကြောင့်တည်သွားရင်မိုးမီလောင်မှသိကြတယ်အိုးအဲ့ဒီကြတော့လေနှင်းကိုဟင်းနောက်ကိုလိုက်ခဲ့ပေါ့အိုးအဲ့လိုပဲဖြစ်မလဲကိုဟင်းရဲ့နှင်းမိဘတွေကရွာမှာအချက်ရပြီးမျက်နှာမဖော်ရအောင်ဖြစ်ကုန်မှာပေါ့နှင်းအဲ့ဒီလိုတော့မလိုက်ဝတ်ပါဘူးဒါဆိုနှင်းရဲ့မိဘသားချင်းတွေကကိုဟင်းလိုစင်းသားနဲ့သဘောမတူဘူးဆိုရင်ဘယ်လိုလုပ်မလဲကိုဟင်းစူးစမ်းဖို့နှင်းကိုတောင်းရနိုင်အောင်လက်ကိုပို့ပြီးစူးစမ်းလုပ်အောင်ပါပေါ့နှင်းရဲ့ဟင်းကျော်ရင်ထဲမှာတစုတစ်နှစ်မမှန်တို့ချေရပါတော့နှင်းစိန်ရဲ့မျက်နှာလာဝန်းလေးကိုရှုံဆဆကြည့်လျက်လှိုင်မောပင်းသက်တစ်ခုချလိုက်မိပါတယ်တကယ်တော့လေဟင်းကျော်ဘောအခြေအနေကနှင်းစိန်ရဲ့မိဘနှစ်ပါးတို့ပိုင်ဆိုင်ကြွယ်ဝတဲ့စီစဉ်ဥစ္စာနဲ့ရှင်ရင်ရွှေစံကျောင်းနဲ့မြေမုံပေါ်မှာချမ်းသာလွန်လာပါတယ်ဒီကြားထဲမှာရေဒီယိုကက်ဆက်ပြင်းတဲ့လုပ်ငန်းကလည်းအလောက်ကန်သိမကောင်းလာပါနှင်းစိန်ရဲ့မိဘတွေနှစ်သက်သဘောကျလက်ခံနိုင်စရာဌာနငွေကြီးဟင်းကျော်ဘက်ကပြစရာမရှိပါတခုရှိတာကသူ့ချစ်မြတ်တဲ့နှင်းစိန်ကိုလည်းဟင်းကျော်လက်လွတ်ဆုံးရှုံးမခံနိုင်ဒါကြောင့်လည်းနှီးစက်ရအောင်လို့သူ့အမြဲတမ်းကြံဆောင်နေပါတယ်သူ့စိတ်ကူးသူ့အတွေးအာရုံထဲမှာနှင်းစိန်နဲ့နေရဖို့ကလွဲပြီးတခြားတွေးစရာမရှိပါကိုလည်းစူးစမ်းပါတယ်နှင်းရဲ့နှင်းကိုဆုံးရှုံးမခံနိုင်ပါဘူးဒါကဟင်းကျော်နှလုံးသားတွေကပွင့်ရန်ထွက်လာတဲ့အတွေးစားပင်ဖြစ်ပါတယ်နေတိုင်းညတိုင်းသူ့နှလုံးသားကိုလောင်ကျွမ်းနေစေတဲ့အတွေးပင်ဖြစ်ပါတယ်နှင်းတို့တွေပြန်ရအောင်နော်ကိုဟင်းဒီလောက်ဆိုကျင်းတဲ့လောက်ရောပေါ့ကိုရွာထိပ်ထိပြန်လိုက်ဖို့မယ်လေနင်းရပါတယ်နင်းဘာကြီးတာမြလက်ကွက်ကနေပြန်သွားမယ်မတော်လို့တရားရောက်တွေ့သွားရင်နင်းရဲ့တသက်မှာတခါတည်းချင်းမိတယ်ဒီချက်ကလည်းမလွတ်လပ်လွန်းလာပါဒါဆိုမင်းပြက်ကလည်းမင်းကောင်မလေးနဲ့တူနကိုနှိစက်ဖို့အရေးအနည်းဆုံးကျွဲငါးရှင်းနဲ့လဲစေရီကတော့ပိုင်မရမယ်လို့ဖြစ်နေပြီကွာမင်းကောင်မလေးကိုစီးအောင်ပေါ်ဟင်းကြော်ရအချစ်မှာဒါတွေမလို့ပါဘူးကွာတူနကိုတဲဟိုပြက်မှာထမေအတူရက်တော်မိန်နေဆိုတဲ့စာချုပ်ကဘာသာလို့တော့မလဲကွာစိတ်ညစ်တယ်ကွာငါလည်းဘာလို့မှဆိုတာတွေးလို့မရတော့ဘူးမင်းကောင်မလေးရဲ့စကားအရဆိုချမ်းသာအောင်လုပ်မှသူ့ကိုပိုက်ဆိုင်လို့ရမှာပေါ့ကွာချမ်းသာမဲ့မြန်တတိဖြစ်မဲ့အလုပ်တွေပဲစဉ်းစားထီပေါက်ရင်လည်းအကောင်းသားပဲတချီတိုင်းနဲ့တတိဖြစ်ရင်ဖြစ်မဖြစ်ရင်လည်း
စကားကောင်းပြောနေတာကွာဖွေဝံဖောက်နဲ့ဖို့တော့ငါတကယ်ခံစားနေရတာကွာဟင်းကျော်ပင်တန်နဲ့အတူစိတ်ညစ်ညူစွာပြောလိုက်မိပါတယ်တကယ်ချင်းဖြစ်သူဖို့တော့ကမဖြစ်နိုင်တာကိုတော့မစင်စားပါနဲ့ဟင်းကျော်ရမင်းကောင်မလေးတက်တည်နေလို့ပါကွာအစကတည်းကမင်းကလေပိုင်ရှင်ချောင်းပိုင်ရှင်တရေသားတယောက်မဟုတ်မှန်း तू မသိဘူးလားကွာသိတော့ပေါ့ကွာဒါပေမဲ့သူ့ဘက်ကကြည့်ရင်လည်းဟုတ်ပါတယ်ဘယ်စွမ်းသားရပါမလဲငါငိုရှာရမှာပေါ့ကွာငါမှသူ့ကိုမခွဲနိုင်တာပဲဟင်းကျော်လေးလေးပင်ပင်ပြောလိုက်မိပါတယ်ထို့စဉ်ဟေးဒါခင်မောင်လာတို့အိမ်လားကွာဟုတ်ပါတယ်ဦးလေးအဖေမရှိဘူးခင်ဗျဖះကြီးဘက်ကိုမနှစောကလေးထွက်သွားတာကိစ္စရှိလို့လားဦးလေးဒီဘက်ရောက်တော့ဝင်လာခဲ့တာပါကွာဒါနဲ့မင်းကခင်မောင်လိုက်ရဲ့သားလားကွာဟုတ်ကဲ့ချောင်းဝိုင်းတွင်းကိုဝင်လာပြီးမင်းမြန်လိုက်သူကအသက်50ရွယ်လူကြီးနှစ်ယောက်တိုင်းရင်းသားတွေဖြစ်ပုံရပါတယ်ဝစားထားသည်မှာပင်နေတိုက်ပုံရှမ်းမောင်မင်းကိုစီနဲ့တယောက်ကလွယ်ဖဖကြီးကိုလွယ်ထားပါတယ်ဥပဒေရုပ်တွေကလည်းရှင်းသန့်ကြည့်နေပါတယ်မျက်လုံးတွေကကျဉ်းမြောင်းတော့လဲစူးတောက်နေပါတယ်တအူးကဟင်းကျော်ကိုဖြက်ကနက်တစ်ချက်အကဲခတ်လိုက်ပြီးမဟုတ်မှလွယ်ရောငါတို့ကရေးသားမှုမိနေတဲ့ပုံပဲလုံသားရေးရနဲ့ပတ်သက်ပြီးရှူနိုင်မကဲနဲ့အခက်ကြုံနေရပုံရတယ်ပြောရရင်ကောင်မလေးရမိဘနှစ်ပါးကချမ်းသာပြီးမင်းကဆင်းရဲလို့တူနကိုနီးဖို့ခက်နေရတာပဲဗျာအော်ဟုတ်ပါတယ်ဦးလေးဟင်းကျော်ကသူ့ကိုပြုံးစစ်စစ်ကြည့်ကတဲ့ရပြောလိုက်တဲ့လူကြီးရဲ့စကားကြောင့်ပြပြတလဲဖြစ်သွားပြီးဦးလေးကအဲ့ဒါကိုဘယ်လိုလုပ်သိရလဲခင်ဗျကျွန်တော်ကအမှန်တကယ်လဲဦးလေးပြောသလိုဖြစ်နေတာဦးလေးอ่ะဒါဘာမှခက်တဲ့ပညာမဟုတ်ပါဘူးကွာအင်္ဂါဝိဇ္ဇာပညာနဲ့နမိတ်ယူပြီးပြောလိုက်တာပါဒီပညာကလွယ်လွယ်လေးပါကွာဒါနဲ့မင်းကတောက်ကြသားလားကွာဟုတ်ပါတယ်ဦးလေးဟင်းကျော်လို့ခေါ်ပါတယ်အေးငါတို့ရဲ့နာမည်တွေကိုလည်းမှတ်ထားအောင်မောင်တိုင်းနဲ့မောင်ချိုင်းနေတာကဖះကြီးမှာဗျာကညင်တော်ရွာနာကဖះကြီးလားဦးလေးဟေးမင်းကကညင်တော်ရွာကိုရောက်ဖူးလို့လားကွာဟင်းကျော်ရဲ့စကားကိုလူကြီးနှစ်ယောက်အံ့အားသင့်စွာပြန်မေးပါတယ်အဲဒီကဖို့တော့ကရောက်ဖူးယုံနေဘဲကမလဲဦးလေးတို့ရာဒီကောင်အခုရေးသားမှုမိနေတဲ့ရုပ်ဖြစ်နေတာအဲ့ဒီကညင်တော်ရွာကရောက်သူမလေးကြောင်ဗျသူရေးသားကကညင်တော်မှာနေတာအဲ့တော့သူကဆင်းရဲတော့မင်းကလေးရဲ့မိဘတွေဘက်ကသဘောမတူဘူးဖြစ်နေတယ်အဲ့ဒါချမ်းသာလာအောင်ဘာလို့ရရင်ကောင်းမလဲဆိုတာထိုင်ပြီးစဉ်းစားနေကြတာတကယ်ချမ်းသာခြင်းလို့လားကွာဟောချမ်းသာခြင်းမလားဦးလေးရဲ့ကျွန်တော်ခုချက်ချင်းချမ်းသာမယ်ဆိုရင်ဘာပဲလုပ်ပေးရလုံးမိမှာပဲကျွန်တော်မချမ်းသာလို့ကျွန်တော်ချစ်တဲ့ကောင်မလေးကမဆွမ်းစားရဘူးဖြစ်နေတာဦးလေးရဒါကြောင့်ကျွန်တော်စိတ်ညစ်နေတာပါတို့မှချမ်းသာတဲ့လို့ရှိတယ်မင်းလုံးမလားဗျာတကယ်ပြောတာလားဦးလေးဘာလို့လဲဟင်းကျော်ရဲ့အားရဝမ်းသာအတက်တရောမေးတန်ကြောင့်လူကြီးနှစ်ယောက်ကတရားမျက်နှာတယောက်ကြည့်ပြီးဘယ်နဲ့လဲဆိုတဲ့သဘောနဲ့မိတ်ဆက်ပြနေပါတယ်မင်းတကယ်လုံးမလားကွာပတ်စံရဖို့ချမ်းသာဖို့ဆိုလုံးမယ်ဗျာဘာလို့ပဲဖြစ်ဖြစ်ဓမြမတိုက်လူမတိုက်ရရင်ပြီးရောဓမြမတိုက်ခိုင်းပါဘူးကွာမင်းကလည်းပတ်စံနေမဟုတ်ဘူးစိတ်နေရွှေတွေပါရမယ်တချိန်နဲ့ချမ်းသာကြွားစေရမယ်ကွာမင်းကောင်မလေးနဲ့လည်းပေါင်းဖက်ရအောင်လို့ငါတို့လုပ်ပေးမယ်စိတ်ချဒါပေမဲ့တို့အလုပ်ကတတိရှိရမယ်သစ္စာရှိရမယ်စွန့်စားရမယ်ဒါပဲငါတို့မှတပည့်မရှိဘူးကွာမင်းကိုမမြင်ချင်းနှစ်ဖူးရည်တူးရည်ကြည့်ပြီးတော့သဘောကျလို့ပြပြတာဟင်းကျော်ဒါပေမဲ့တပတ်တိငါတို့စီမှာတပတ်ခံတဲ့မခံတဲ့စဉ်းစားလိုက်ပါအောင်ကွာအဲ့ဒီတပတ်တိပြည့်တဲ့နေ့ကျရင်မင်းစိတ်ကိုမင်းနိုင်ပြီးတော့ဆုံးဖြတ်လို့ရပြီဆိုရင်တော့မင်းတို့စီကိုလိုက်လာခဲ့ပေါ့ဖះကြီးရွာမှာမောင်တိုင်းမောင်ချိုင်းဆိုရင်မသိသူမရှိဘူးကဲငါတို့သွားမယ်မင်းဆက်လာခဲ့နော်စိတ်ချပါဦးလေကောင်းချင်းပြပြီးလူကြီးနှစ်ယောက်ခြံဝန်းထဲကနေထွက်ခွာသွားခဲ့ကြပါတော့တယ်ဟောမောင်ဟင်းကျော်လာဟေးဟင်းကျော်ကိုမြင်လိုက်တာနဲ့မောင်တိုင်းကဝမ်းသာအားရဖိတ်ခေါ်ပါတယ်ဟင်းကျော်ခြံဝန်းထဲကိုဝင်လာပြီးဦးတိုင်းထိုင်နေတဲ့ကိုပြမဝင်ထိုင်လိုက်ပါတယ်ဘလို့လဲစဉ်းစားပြီးပြီလားပြီးပြီဦးလေးဒါကြောင့်ကျွန်တော်ကညင်တော့ကအမားတို့စီကိုလာရင်လည်းဝင်လာခဲ့တာဦးလေးဦးချိုင်းရောဟင်းကျော်ဦးချိုင်းကိုမတွေ့ရလို့မင်းမြန်လိုက်မိပါတယ်ရွာထဲကဘယောကဝင်ပူးနေတဲ့လူနာတယောက်ကုဖို့လာပင်လို့စိတ်သွားခုတယ်ရေမန်းတောက်ရုံနဲ့ပြီးပါတယ်ကွာငါတို့အာနာဇက်ကိုဘယ်ဘယောကမှမခံနိုင်ပါဘူးပြန်ပြေးကြတာပါပဲဒါ
ဒါကြောင့်လဲမောင်တိုင်းမောင်ချိုင်းဆိုပြီးဒီနေမှာအားလုံးကဖိဖိတုံအောင်ကြောက်ကြအားကိုးကြတာပေါ့ကွာမင်းလည်းနောက်ဆိုရင်အဲ့ဒီအင်းစေးလက်ဖွဲ့ပညာတွေတက်လာမှာပေါ့ကွာဦးတိုင်းပြောတာမှန်ပါတယ်ဒီရွာတွေမှာမဆိုထားနဲ့နေပယ်တရိုးမှာဦးတိုင်းဦးချိုင်းဆိုရင်ပညာစမ်းထက်မြက်ပြီးမသိသူမရှိလောက်အောင်မင်းထင်ရှားကြော်ကြပါတယ်ဒါကြောင့်လဲဟင်းကျော်ရွာထိပ်မှာနာမည်မေးလိုက်ရုံနဲ့ပင်အိမ်နိုင်ရောက်လိုက်ပို့ကြပါတယ်ဦးတိုင်းဦးချိုင်းတို့ရဲ့အရှင်ဝါကလည်းမသိလာပါရိုးရိုးတာမန်လူများပဲမဆိုထားနဲ့ဦးတိုင်းတို့ညီကိုတယောက်နာမည်ကိုကြားရုံပင်ပညာသည်ချင်းချင်းကလည်းလေးစားလက်ဆောင်ကြပါတယ်ကြောက်ရွံ့ကြပါတယ်ဤမြအထီနာမည်ကြီးပါတယ်ဒါကြောင့်လဲလောကီအတက်ပညာအင်းစေလက်ဖွဲ့ကံမီရပညာရည်များမှာရှင်ပြိုင်သူမရှိလို့လေမာနတက်မှဆိုလဲတက်เสียပါစကားပြောနေစဲမှာပင်ဟောမောင်ချိုင်းတော်ပြန်လာပြီဘယ်နဲ့လဲကွာဘယ်ကအစိမ်းသေးရဲတွေဝင်ပြီးနောက်ဆက်တာလဲတချီတိုင်းနဲ့အပြတ်ရှင်းခဲ့ရလားကွာရွာတော်ရှင်အောက်ကကောင်တွေပါကိုကြီးဟာခေါ်ပြီးဆုံးမလွတ်လိုက်တယ်ပြီးတော့ကြစ်ကန်ကန်ပညာစမ်းနေတာနဲ့ကျိုးနေတော့ပြီးတော့နှစ်မကြွအောင်တန်ပေးခဲ့တယ်ကောင်းပါလေဘယ်ပရာလောကသားကိုမှအရှောက်မပေးနဲ့ပညာတဲ့သိခါကြတယ်သူတွေကိုယ်တွေဆောသားဆောဟိငါတို့တက်ထားတဲ့ပညာကိုဘယ်နှစိမ့်နောက်ဝါတွေမပြောနဲ့စုံတစေစောကရီစောကနက်လည်းဂရုမစိုက်ဘူးမရရင်အင်းဖြောင်းနိုင်ထုံးပြဒါမှမကြမှာစိတ်ချပါကိုကြီးတိုင်းဟာကျွန်တော်ညီကိုရဲ့ပညာကိုတန်တယ်လုံးကသိကြပါတယ်နေစမောင်ကိုကြီးတိုင်းဟာကောင်းလေးကကျွန်တော်စီမှာတပတ်ခံဖို့ရောက်လာခဲ့တာလားကောင်းတယ်ကျွန်တော်စီစဉ်ထားတဲ့လုပ်ငန်းအတွက်အဖော်ရတာပေါ့ဗျာငါသိပါတယ်ကွာမင်းရှာမရှိစမ်းပါနဲ့မရှိတော့ပါဘူးဗျာဦးချိုင်းကပြောရင်းနဲ့တဲသဘောကျစွာရီမောနေပါတယ်အဲ့ဒီလိုနဲ့ဟင်းကျော်မှာစကန်းသားကိုမပြန်တော့ပဲဦးတိုင်းဦးချိုင်းတို့ထံမှာတပည့်ခံကစိတ်ကူးတာချင်းပညာကိုသင်ယူပါတော့တယ်ဦးတိုင်းတို့ညီကိုမှာစိတ်ရင်မနှောကောင်းမှတော့လေစိတ်မြန်စိတ်တော်ရကြပါလေဦးတိုင်းနဲ့ဦးချိုင်းမှာလူပြောက်နွားပြောက်ကစလို့ဗေဒင်နက်ကပညာများနဲ့အင်တက်စေအတက်အကိရဲ့ပညာများသာမကလောကီနဲ့ຫນွယ်တဲ့လောကီကံမီရဲ့ပညာရက်တွေကိုပါဆွဲဆောင်တက်ကြွကြပါတယ်အဲ့ဒီတော့ဟင်းကျော်မှာလည်းပညာမျိုးမျိုးရပါတယ်ရံပန်ရံကအနီးနားမှာရှိတဲ့ရွာတွေကိုစိတ်ကူးသွားရင်လည်းဟင်းကျော်ကိုခေါ်သွားလေးရှိပါတယ်တခုရှိတာကဦးတိုင်းတို့ညီကိုကဘယ်တော့ဘယ်လာအမြဲတမ်းတပူးတွဲသွားလာပြီးလောက်ကန်တဲ့ချင်းပါဟင်းကျော်မှာဦးတိုင်းတို့ညီကိုနှစ်ယောက်ထံကနေလောကီပညာတွေကိုရယူလိုခြင်းထက်ချစ်ရတဲ့နင်းစိန်နဲ့ပေါင်းဖက်ရည်ချမ်းသာကြွားရေးတို့အတွက်သာလျှင်တပည့်ခံရခြင်းဖြစ်ပါတယ်ဟင်းကျော်နင်းစိန်နဲ့လုံးဝမခွဲနိုင်ပါသူတို့ရဲ့အနွန်တာနဲ့သူတို့ခိုင်းသမျှမငြင်းမညူဆောင်ရတတ်တဲ့ဟင်းကျော်ကိုလည်းဦးတိုင်းနဲ့ဦးချိုင်းကနှစ်သက်သဘောကျပါတယ်ဟင်းကျော်ဖျားဆရာကြီးမင်းအရန်ချမ်းသာကြတာပဲလားကွာဟာဘယ်နဲ့ပြောလိုက်တာလဲဆရာကြီးဟာချမ်းသာကြလို့ဆရာကြီးတို့နဲ့နေပြီးတော့တပည့်ခံနေတာပါခင်ဗျာဟင်းကျော်ရဲ့အဖြစ်စကားကိုဦးတိုင်းကသဘောကျစွာပြောပါတယ်ချမ်းသာကြတော့လေချမ်းသာမှာပေါ့ကွာအချိန်လေးနည်းနည်းပဲလိုပါတော့တယ်အဲ့ဒီအချိန်ကြရင်မင်းမချမ်းသာခြင်းဘူးဆိုရင်တော့မရဘူးအချိန်မကြသေးလို့ကွာဗျာဘာအချိန်မကြတာလဲဆရာကြီးကျွန်တော်နားမလဲဘူးအေးလေမင်းဘယ်နားလဲမှာလဲငါတို့မှာပညာနဲ့ထက်လို့သေးလို့ငါတို့ဖြည့်နေတာကွာအင်းပညာပေါ့ကွာအဲ့ဒီပညာတခုပြည့်စုံတဲ့အထိငါတို့ညီကိုစောင့်နေကြတာပညာပြည့်စုံတဲ့နေ့ချမ်းသာอยู่ပေါ့ကွာအခုလဲဆရာကြီးတို့ကိုဘယ်သူမှမရှင်းနိုင်ဘူးလေဆရာကြီးတို့ဒီလောက်တော်နေကြတာတော့ပညာထက်ယူဖို့လိုသေးလို့လားကျွန်တော်အမြင်မှာဆိုရင်တော့ဆရာကြီးတို့ကထိတ်ဆုံးကပဲဟင်းကျော်ညောက်ပင်ပြောခြင်းမဟုတ်ပဲရိုးသားပြောလိုက်ခြင်းဖြစ်ပါတယ်လောကကြီးမှာပညာဆိုတာဆုံးကန်းတိုင်တယ်လို့ပဲရှိပါမလဲကွာရေအိုးရေထက်တယ်လို့ပေါ့ကွာကိုကဖြေလိုက်သူများခတ်တော့သွားလိုက်နဲ့ပြည့်ရရလို့မရှိဘူးငါတို့ပညာကလည်းငါတို့လောက်မတက်တဲ့သူတွေမြင်မှာတော့ထိတ်ဆုံးကလို့ဆိုပေမဲ့လေကိုယ်ထဲအကျင့်သီလဆရဏပညာမြင်မာတဲ့ပုဂ္ဂိုလ်တွေနဲ့စာရင်အသိမဝဲပေါ့တောင်တွေကတစ်လုံးထက်တစ်လုံးပုံမြင့်တယ်လို့ပညာဆိုတာကလည်းလိုက်ရှာလေးလေးပူပြီးတော့မြင့်နေလေပေါ့ကွာဒါနဲ့မင်းကောင်မလေးနဲ့ရောတွေ့ရသေးလားဟင်းကျော်မတွေ့ပြဘူးဆရာကြီးငါတို့တက်တဲ့ပညာနဲ့ဆိုဖျောင်းလိုက်တာထွန်းလိုက်တာနဲ့မင်းချစ်တဲ့ကောင်မလေးမင်းစီကိုချက်ချင်းရောက်လာမှာကွာဟင်းကျော်ငါတို့လုပ်ပေးရမလားဟာနေပါသေးဆရာကြီးရဲ့မလုပ်ပါနဲ့ကျွန်တော်တက်ထားတဲ့ပညာကိုကျွန်တော်တန်ဖိုးထားပေးရစေသူ့ကိုကျွန်တော်သိချစ်ပေမဲ့ကိုနိကိုဟန်နဲ့ပဲကျွန်တော်ချမ်းသာအောင်လုပ်မယ်ဒါမှနင်းစိန်ရဲ့မိဘတွေကိုကျွန်တော်လက်မထောင်နိုင်ပါဆရာကြီး
ဒါကြောင့်ဆရာကြီးတို့ကိုကျွန်တော်နှုံးနစားမလုပ်တာပါဒီတစ်ပတ်ကျရင်ကျွန်တော်သူ့ကိုတောက်တွေ့ဦးမှာပါဆရာကြီးအေးကောင်းတယ်ဦးတိုင်းကကောင်းချင်းချင်းလောက်ကပြောလိုက်ပါတယ်မောင်လေးမင်းတဲ့နေအမတို့ကြားနေရတယ်နော်ဘာတဲ့လဲအမရဲ့မင်းကလူတွေကပြောနေကြတယ်မင်းဖျားကြီးရွာကစိတ်ကူးတဲ့ဦးတိုင်းတို့စီမှာတပည့်ခံပြီးတော့စိတ်လျှောက်ကူနေတယ်ဆိုနောက်ပြီးသူတို့စီမှာပဲမင်းနေတယ်ဆိုအဲ့ဒါဘာဖြစ်လို့လဲဟင်းကျော်ရဲ့ခပ်ပေါ့အပြောကြောင့်မစောမြနှလုံးမဆန်ပြူရင်ဟဲ့ဘာဖြစ်ရမှာလဲအဲ့ဒီဆရာကြီးဦးတိုင်းနဲ့ဦးကြိုင်တို့ကဒီနယ်မှာနာမည်ကြီးတွေပဲပညာစုံတက်တဲ့သူတွေဟဲ့ကောင်းတဲ့ပညာရောမကောင်းတဲ့ပညာရောမဟုတ်တာဗျာအမလည်းဒါလူတွေကမနာလို့မရှုစိမ့်လို့ပြောကြတာနေမှာပါသူတို့ဘာသာရိုးသားစိတ်ကူနေကြတဲ့သူတွေပါဟဲ့ဂျိုပါတာမှမဟုတ်တာပဲငါတော့မင်းကိုတတ်နိုင်ရင်သူတို့နဲ့မပတ်သက်စေချင်ဘူးငါမောင်အမဖြစ်သူမစောမြကစိုးရင်တကြီးတားမြင်ပြောဆိုနေပါတော့လေဟင်းကျော်ကတော့ခဲအေးပါကျွန်တော်ကချမ်းသာအောင်ဆရာကြီးတို့စီမှာတပည့်ခံနေတာပါအမရာကျွန်တော်နင်းစိန်ကိုပန်းဆိုင်တင်လို့ချမ်းသာမှနင်းစိန်နဲ့ကျွန်တော်ပေါင်းရမှာနင်းစိန်ခဏနေလာလိမ့်မယ်ငါမောင်ကျွန်တော်လည်းနင်းစိန်နဲ့အရန်ကိုတွေ့ချင်ပါလေဗျာကိုရင်းရဲ့နင်းတို့မတွေ့တာကြပြီနော်နင်းကိုမင်းများမိနေပြီလားလို့ထင်နေတာပေါ်လာသေးတယ်နော်ကိုရင်းလည်းအမြဲလာခြင်းအမြဲတွေ့ချင်တာပေါ့နင်းရဲ့နင်းကိုရင်းအမြဲတည်းရပါတယ်တော့ပါအဖိုးရီနင်းကကိုပြောတာကိုမယုံလို့လားမယုံဘူးနင်းကိုတည်းရတယ်ဆိုနင်းစီအမြဲရောက်နေရမှာပေါ့အခုတော့တပတ်နေလို့တစ်ခေါက်တော့မှအနိုင်နင်းကသာမင်းမသားတံမဲ့အမဆွမ်းမစီလာပြီးတော့ကိုဟင်းလာသလားလို့တဖွာဖွာလာမေးနေရတာအဲ့ဒါနင်းပြောတာလုံလို့လားနင်းရဲ့လူကသာနင်းရှိမှမရှိပေမဲ့စိတ်ကတော့နင်းစီမှာအမြဲရှိနေပြီးသားပါကိုနင်းနဲ့နေရအောင်ပတ်စံဆွနေလို့ပါနင်းရဲ့ကိုအခုလှုပ်လှုပ်နေတယ်နင်းတို့မိဘအတိုင်းဝိုင်းကဥစ္စာတနာကျော်ဝတောင်းနေကြတော့ကို့အနေနဲ့နင်းကိုသာချစ်နေရတယ်ပိုင်ဆိုင်ခွင့်ရဖို့ဆိုတာတွေးတော့မတွေးရဘူး။အိုးဘာဆိုင်လို့လဲ။နင်းကမဆိုင်ဘူးဆိုပေမဲ့ကိုကယောက်ျားလေးလေ။ကိုချစ်သူကိုအင်ဂျင်ဆောင်မီဒီယောင်နဲ့မထားနိုင်ရင်ကိုညံ့ရကြသွားမှာပေါ့။ကိုမှလည်းမာနဆိုတာရှိပါတယ်နင်းရဲ့။တို့ဘဝမှာချမ်းသာရမယ်ဆိုတဲ့ရည်မှန်းချက်ဆန္ဒအပြည့်အဝမချင်းနင်းကိုလက်ဖျားနဲ့တော့မထီဘူး။နင်းကိုလူကြီးဆောင်ရနဲ့ဟောဒီကင်ရင်တော့တရွာလုံးအံ့ဩသွားရလောက်အောင်ကိုတောင်းရမ်းယူမှာစိတ်ချ။အိုးနင်းတို့နှစ်ယောက်ရဲ့အချစ်ကိုနင်းတို့သိထားရင်ပြီးတာပဲကိုဟင်းရဲ့ကိုဟင်းချစ်ကိုနင်းယုံပါတယ်နင်းချစ်နင်းမြတ်တာတွေရောကိုဟင်းကမယုံဘူးလားကဲပြောနင်းချစ်ကိုယုံပေမဲ့ကံကြမ္မာဆိုတာကမြင်ရတဲ့အရာမှမဟုတ်ပဲနင်းရဲ့လူဆိုတာကံကြမ္မာစီမံတဲ့အတိုင်းခံရတာကြီးပဲလေကံကြမ္မာဆိုတာလူတွေကဖန်တီးတာပါကိုဟင်းရဲ့ကံကိုယုံပြီးစူးကြုံတက်နေလို့လည်းမရဘူးကိုဟင်းနင်းကိုချင်ကြိုးစားဖို့ကိုလည်းဒါကြောင့်မို့ကြိုးစားနေတာပဲနင်းကိုရင်းကိုယုံပါတယ်ယုံလို့ပဲတရွာသားကိုပုံအပ်ပြီးရွေးချယ်ထားတာပေါ့နင်းမိဘတွေကဒါတော့လည်းငွေကြေးမှမောကြတာမဟုတ်ပါဘူးကိုဟင်းရဲ့နင်းစိန်တယောက်ဟင်းကျော်ရဲ့ရင်ဝင်ကြေးကြီးထဲမှာမိနှွဲ့ကပြောလိုက်ပါတယ်ကိုကြေစားမိတိမိနေပါတယ်နင်းရဲ့နင်းလိုပြည့်စုံကြွယ်ဝတဲ့ပြမျိုးမဲ့မတင်ကုန်းတော်ကန်အလားပကေးကိုလိုငမွန်းကလေးနဲ့နင်းရဲ့မိဘတွေကဘလို့မှသဘောတူကြမှာမဟုတ်ဘူးဒါကြောင့်အဲ့ဒီကိစ္စကကိုကောင်းထဲမှာအချိန်ပြည့်နေရယူနေတယ်နင်းကိုချမ်းသာလာတဲ့တနေ့နင်းနဲ့နီးမှာပဲကိုစူးစမ်းနေတယ်ကိုဟင်းရဲ့နင်းစိန်ကောင်းလေးငုံကထိုစကားကိုပဲဆိုနိုင်ပါလေနင်းစိန်ဟင်ကိုလေးဘာကိုလေးလဲနင်းချင်လာတဲ့မူမမှန်လို့ငါရေခဲစောင့်ကြည့်နေတာကြာပြီမိုက်မဟဲ့ကောင်မင်းကဘဲကကောင်လဲကျူးကြော်နင်းစိန်လာစမ်းရုတ်တရက်ဆိုသလိုဟင်းကျော်နဲ့နင်းစိန်တို့ရဲ့တန်ရုံးစင်ကဘာလေးထပ်မှာမိုးကြိုးလောင်ပြီးဆက်ကြခဲ့ပါပြီ။နင်းစိန်ရဲ့အကိုကညင်တော်လူမိုက်တင်းထုံနဲ့ရွာသားနေရောက်တင်းထုံကညီမဖြစ်သူနင်းစိန်ကိုအတေးအဓမ္မဆွဲခေါ်လိုက်ပါတယ်။ကိုဟိအဖော်ပါလာခဲ့တဲ့ရွာသားနေယောက်ကဟင်းကျော်ထံကိုတုတ်ကတ်လာခဲ့ကြပါတယ်။ရှာဆမင်းလိုကလေးကဝကောင်ကငါတို့ရဲ့အလားဆုံးပန်းတဝင်းနဲ့တန်းလို့လာကွာ။နောက်တစ်ခါခြေမကျူးရအောင်မစော်ကားရအောင်မှတ်တော့ပညာပေးလိုက်ဆန်းကွာကိုဟိကဲကွာနင်းစိန်ရဲ့စိုးရင်တကြီးအော်တန်မဆုံးခင်ပါပဲဟင်းကျော်ဖြ
ချောင်းနဲ့မိတိုင်းကြီးနဲ့တူခြာကနေဖြစ်အောင်လက်ထပ်သွားခဲ့ရပါတယ်။ရွာကန်ကျက်နဲ့နေကျော်ရက်ချက်ဟင်းကျော်တက်နိုင်တဲ့များခုခံကောက်ဝဲတော့လေအာဘာပြင်နိုင်တဲ့ရိုက်နှက်မှုတွေကသူ့ခန္ဓာကိုယ်ပေါ်ကိုတရရက်ကြောက်ရောက်လာခဲ့ပါတော့တယ်။နောက်ဆုံးမှာတော့ဟင်းကျော်တယောက်ဘာမှမသိတော့အောင်ကိုအမောင်ကဘာလေးကိုရောက်ရှိသွားခဲ့ပါတော့တယ်။မင်းနဲ့ကွာငါတို့တပည့်ဖြစ်ပြီးတော့ခံလာခဲ့ရတယ်လို့ကဲမင်းပြောမင်းဒီကောင်လေးကိုပြန်ပြီးတုံ့ပြန်ချင်လားငါတို့ပညာကပေါ်သေးသေးတော့မဟုတ်ဘူးနော်အကျိုးလိုချင်လားအကန့်လိုချင်လားဖျောင်းနိုင်တိုင်းပဲကွာကျွန်တော်ဘာမှမတုံ့ပြန်ပါဘူးဆရာကြီးအေးလေဒါတော့မင်းသဘောပဲငါတို့ကကိုလူဆိုတော့မခံနိုင်လို့ပြောနေတာဆရာကြီးဦးတိုင်ကဒီပိတော့ပြောကဒေါသဖြစ်နေစေပါညီဖြစ်သူဦးချိုင်ကကဲပါကိုကြီးတိုင်ရဒါတွေကအပကြီးကပါကျွန်တော်ခီးထွက်မှကိစ္စဟိန်းကျော်ကိုပြောပြီးသွားပြီလားအေးဟုတ်တယ်ဟိန်းကျော်ဒီတစ်ပတ်တွင်တို့တွေခီးထွက်မယ်မင်းချမ်းသာဖို့ပဲကြံတော့တယ်ဒါတွေကိုကောင်းတဲ့မိတ်ပြလိုက်တော့ဟုတ်ကဲ့ပါဆရာကြီးကမ်းမြင့်ရွာလေးကိုကြော်လာပြီဆိုတာနဲ့တော့ပို့ပြီးတော့ထူထပ်လာခဲ့ပါတယ်ရှေ့မှာရှိုးစောက်တွေအတက်ဆင်းနေများလာပါတယ်အခုလည်းသူတို့တွေမြသိန်းတောင်ကြီးကိုရောက်အောင်တာမန်ဒေါ်လာကမလာပဲနွေပင်တွေကိုအပြုတ်ခိုတွဲလျက်ရှိုးတိုင်းတက်လာခဲ့ကြခြင်းဖြစ်ပါတယ်ထုံးစံတိုင်းဆရာကြီးဦးတိုင်းနဲ့ဦးချိုင်တို့ကရှမ်းမောင်းမီနဲ့လွယ်ကိုစီလွယ်လျက်ပါခီးထွက်မယ်လို့သာသိရတော့လေမြသိန်းတောင်ဆိုတာကိုဟိန်းကျော်မသိပါဆရာကြီးတို့နဲ့အတူလိုအပ်မဲ့စေဝါပစ္စည်းအများအိတ်ခါများကိုယူဆောင်ကနောက်ကနေလဲပါလာခဲ့ရပါတယ်လက်တော့ရောက်တော့မှမြသိန်းတောင်ထိပ်ကိုဥတီနေမှဟိန်းကျော်အေးစားမိပါတော့တယ်နှင်းစိန်ကိုသတိတရားဖြစ်နေမိပါတယ်ပြီးတော့အခုခီးကထူးခြားလာပါတယ်အရင်ကဆိုရင်ဘယ်တော့ဘယ်တောင်ဖြစ်ဖြစ်စိတ်မြင့်စေးဥများအရှာထွက်ပြီးဆိုရင်ဆရာကြီးတို့ညီကိုနှစ်ယောက်လုံးကစကားတစ်ဖောင်ဖောင်နဲ့ပါအခုတော့နှစ်ဦးသလုံးကဘာစကားမှမဆိုနှုတ်ဆက်နေကြပါတယ်သူတို့မျက်နှာနဲ့မျက်လုံးတွေကတော့တစုံတရာကိုစိတ်ဆန္ဒစောလျက်မျောလင့်နေကြမှန်းသိတာပါတယ်ခြေလမ်းတွေကတွက်လက်လိမ့်မှန်လုံးလာပါတယ်မောင်ချိုင်သတိထားနော်စိတ်ချစားပါကိုကြီးဟာဘာမှအမှားရမရှိစေရဘူးကျွန်တော်သတိရှိပါတယ်ငါစိတ်ဘူးလို့ပါကွာအခုပွဲကငါတို့တို့ပညာကုန်ထုတ်သုံးမှပွဲပဲလေမှားရင်ခံရမှာဒါကြောင့်တတိဝိရိယမပြတ်ရှိနေမှတန်အောင်ကြမှာကွာအမှားမခံဘူးဟဲ့ကောင်ဟင်းကျော်မောပြီလားကွာရပါတယ်ဆရာကြီးဦးတိုင်းရဲ့အမေကိုဟင်းကျော်ကတီရိုတေဖြေလိုက်မိပါတယ်အမှန်တော့ဆရာကြီးတို့ညီကိုနှစ်ယောက်နီးတူဟင်းကျော်လည်းခြေလမ်းတွေကတွက်လက်မြန်ဆန်လျက်ဆန္ဒစောကစိတ်စောနေမိပါတယ်ဘာဖြစ်လို့လဲဆိုတော့အခုခီးထွက်ချင်းဒီတောင်ကိုလာခြင်းကဟင်းကျော်ကိုချမ်းသာဖို့လို့ဆရာကြီးကပြောပြထားပါတယ်ဟင်းကျော်ဆောင်ဆိုင်နေကြရတဲ့အချိန်ဘာတွေဖြစ်လို့ဘလို့ချမ်းသာလာမလဲဆိုတာဟင်းကျော်မစင်စားပါသူ့သိစိတ်ထဲမှာသူချမ်းသာကြွယ်ဝလာမယ်နှင်းစိန်ကိုမခွဲရတော့ဘူးငွေကြီးချမ်းသာကြွယ်ဝလာပြီဆိုရင်နှင်းစိန်ရဲ့မိဘတွေကလည်းသူ့ပေါ်မှာမညှို့ညင်တော့ဘူးလို့ဟင်းကျော်တွေးနေမိပါတယ်အဲ့ဒီလိုနဲ့တောင်ကြီးစီကိုရောက်ခါနေပါပြီနေအောင်မင်းပြောက်ွယ်လူအပုတ်ချိန်ကိုရောက်တော့မယ်တော်တော်ရှောက်ဟေးငကြိုင်းနဲ့ဟင်းကျော်အပုတ်ချိန်မတိုင်ခင်တောင်ကြီးကိုရောက်မှာကွာနှမို့ဆိုတို့လုံငန်းမှာနောက်ဆက်တွေပါဖြစ်လာနိုင်တယ်ဖိတ်ချသားမှာကိုကြီးတိုင်းဟာကျွန်တော်နားလဲပါတယ်ဟင်းကျော်ရေမြန်ဟေးအဲ့ဒီလိုနဲ့စကားပြောရင်းနဲ့တောင်ကြီးစီကိုရောက်ရှိလာခဲ့ပါပြီရင်ခွဲတောင်ရှိနားကိုမရောက်တယောက်မှာဆရာကြီးဦးတိုင်းကမောင်ကျိုင်တို့ဒီနေရာပဲစကန်ချမယ်ဒါတို့ရဲ့နာမည်အစပဲကဲစီစဉ်ရရှိတာလှုပ်ဆက်ရှိတာတွေလောက်တော့စိတ်နှွားနှကောင်ကိုရထုတ်လိုက်တော့ဟုတ်ကဲ့ကိုကြီးဦးကျိုင်ကလွယ်ထားတဲ့လွယ်ရီထဲကိုလက်နိုင်လိုက်ပါလေလက်ကိုပြန်ပြီးထုတ်လိုက်တဲ့အခါလက်ဘွားတော်တော်အရွယ်ရှိတဲ့အနီရောင်နောက်ရုပ်ကလေးနဲ့ရောဆရာကြီးကလမ်းယူပါတယ်ကဲဟင်းကျော်အခုချိန်ကစပြီးဘဲမှသွားလာမလုပ်နဲ့တော့ငါအမိန်တိုင်းပဲနေအမားရမခံဘူးငါတို့အခုလာခဲ့ကြတာမြသိန်းတောင်တိုက်ကိုဖွင့်မလို့ကွာဒီတိုင်တန်းထဲမှာငါတို့လိုချင်တဲ့ပစ္စည်းတစ်ခုရှိတယ်အဲ့ဒီပစ္စည်းရရင်ငါတို့လုပ်ငန်းပြီးပြီတိုက်ထဲကရွှေငွေရတနာတွေကိုတော့မင်းယူပေါ့ဒါဆိုမင်းချမ်းသာပြီအဲ့ဒီနောက်ဆရာကြီးဦးတိုင်းနဲ့ဦးချိုင်ကယူလာခဲ့တဲ့အုံငပြောတွေကိုပြင်ဆင်ကပွဲပြင်ရန်ပြုလုပ်နေပါတယ်ဟင်းကျော်ကယူလာခဲ့တဲ့ပစ္စည်းတွေကိုနေသားကြအောင်ချပြီးဆရာကြီးဦးတိုင်းနဲ့ပြုလုပ်နေတာကိုကြည့်ရှုနေပါတယ်တဖြည်းဖြည်းနဲ့အမောင်တို့ကလွှမ်းခြုံလာခဲ့ပါပြီပွဲများပြင်ဆင်ထားတဲ့စင်လေးပေါ်မှာဖျောင်းနိုင်များထွန်းလျက်အထူးသဖြင့်
အမွေတော်များရဲ့အနံ့ကပတ်ဝန်းကျင်တစ်ခုလုံးလွှမ်းခြုံနေပါတယ်ပွဲရှိမှာပိတ်ဖြူခင်းထားတဲ့ဆင်ရှည်ပေါ်မှာအင်းခလက်လက်ဖွဲ့များတိတ်တူဝင်ဆေးတော်များနဲ့နွားရုပ်ကလေးနှစ်ရုပ်ပထမဦးဆုံးဦးတိုင်းကစီချကားတွေကိုရွတ်ဖတ်ပါတယ်တိတ်ဆိတ်နေတဲ့အမောင်ထဲမှာကာရာမန်နယ်များရွတ်ဖတ်တန်ကပြီးသားလေးရပါဟာဟင်းကျော်ဘာမှမကြောက်နဲ့စီချထားတဲ့စီဝိုင်းထဲကနေသာအပြစ်မထွက်နဲ့ဆရာကြီးဦးတိုင်းစတင်ရုပ်ဖတ်စင်မှာပင်တော်ကြီးတော်လုံးကအချိန်ခါမဲ့စွာလေပင်ကြီးများတိုက်ခတ်လာခဲ့ပါတယ်ဟင်းကျော်စိတ်ထဲမှာကြောက်ရွံ့ပူပန်စိတ်တွေဝင်လာပါတယ်ဦးတိုင်းကတော့လက်ထဲမှာစစ်ကျင်လုံးတစ်ချောင်းကင်လေးရဲ့မတ်တက်ရက်ကဟိုဒီကြည့်နေပါတယ်ဆရာကြီးဦးတိုင်းရဲ့ကာရာမန်နယ်ရုပ်ဖတ်တန်ကပို့ပြီးတော့ပြင်းထန်လာခဲ့ပါတယ်တော်ပင်မကတောင်တစ်ခုလုံးမှာပြိုလဲတော့မလို့စိတ်ထဲမှာထင်လာမိပါတယ်တပင်ကြီးတွေကလည်းလဲပြိုကျတော့မလို့ရင်းနဲ့ကိုင်းညွတ်လာခဲ့ကြပါတယ်ပတ်ဝန်းကျင်တစ်ဝိုက်စီကနေတဖြောင်းဖြောင်းနဲ့တကန်းကျုပ်ဆန်ကြီးများလိုလည်းကြားနေရပါတယ်ဘာမှမကြောက်နဲ့ဟင်းကျော်အကိုကြီးကသူတို့ကိုနိုင်ပါတယ်ငါတို့ကိုလာပြီးနှောက်ယှက်မဲ့ကောင်မှန်တယ်မြဒုက္ခနဲ့တွေ့သွားမှာပဲဆရာကြီးဦးတိုင်းရဲ့ဂါရာရွတ်ဖတ်နေတဲ့အတန်ကမန်ထန်ပြင်းလာရကနေနောက်ဆုံးမှတိတ်ကနေနေအောင်ရပ်တန့်သွားခဲ့ပါတယ်ဘာဖြစ်လို့လဲအကိုကြီးဦးတိုင်းကစိုးရိမ်နေကြီးမေးတာကိုဦးတိုင်းကခေါင်းရမ်းပြပါတယ်ဒါပေမဲ့ဆရာကြီးဦးတိုင်းရဲ့မျက်နှာပြင်ထက်မှာကွန်တီလုံးငယ်များခန့်ချွေးဦးကြီးများတီးဆိုနေတာကိုဟိတ်ကျော်တွေ့ရပါတယ်ပွဲများနဲ့စင်ပေါ်မှာဖျောင်းနိုင်များမိလင်းနေသေးပါပတ်ဝန်းကျင်တစ်ခုလုံးမှာထွန်းညှိထားတဲ့အမွှေးတုံးတွေစီကအငွေများနဲ့မှုံမိုင်းဝေဝါးလေးရှိလို့နေပါတယ်ဟိန်ကျော်ပတ်ဝန်းကျင်ကိုယူတဆိုင်ကြည့်နေပါတယ်အတွေ့အကြုံတွေတစ်ခုမှရင်ထိတ်ထိတ်ရှိလို့နေပါတယ်ထိုစဉ်မှာပင်ဟင်ရုတ်တရက်သူ့ထံကိုရှောက်လာနေတဲ့နင်းစိန်ကိုတွေ့လိုက်ရလို့ဟင်းကျော်အံ့ဩသွားပါတယ်ဟင်နင်းဟာကြာကြီးဟင်းကျော်မှာချစ်ရတဲ့ချစ်သူတို့ဆိုရင်ပူပန်စိတ်တွေကရုတ်တရက်ငယ်တဲ့ကိုရောက်ရှိသွားပြီးနင်းစိန်ထံကိုပြေးသွားပါတော့တယ်ဦးကျိုင်းကထိတ်တလန့်လန့်ခေါ်ကတားမြစ်ပါတော့လဲမမီတော့ပါနင်းရေဟင်ဟင်းကျော်ရဲ့မျက်ငွန်းထဲမှာနင်းစိန်ကိုမတွေ့ရတော့ပါနင်းစိန်ကိုသာမကနင်းစိန်ထံကိုတိုးဝေလာနေတဲ့ကြားကြီးကိုလည်းမတွေ့ရတော့ပါဘယ်ရောက်သွားပြီလဲမိမိမျက်စိနဲ့တက်အသေးချာတွေ့ထားရခြင်းဖြစ်တာကြောင့်ဟင်းကျော်အံ့ဩမှုထိတ်လန့်မှုတို့နဲ့ရင်တစ်ခုလုံးပြည့်နေပါတယ်နင်းရေဟင်းကျော်ကတကြောအော်ခေါ်ရင်းနဲ့တောနတ်တွင်ကိုပြေးဝင်သွားပါတယ်ဟာဟဲ့ကောင်ဟင်းကျော်ဦးချိုင်းကအော်ဟစ်နေပါတော့လေအခြေအနေပါဟာတော့ဝကြီးငါစီကိုပြေးလာပြီဒုက္ခပဲမလာနဲ့ဦးချိုင်းကအဆွေများကော့ပြန်ရှိလေရလေရဲ့သူ့ထံကိုပြေးဝင်လာတဲ့တောဝက်ကြီးကိုတားဆီးရင်ခါကြားဓမြောင်ကိုထုတ်လိုက်ပါတယ်အနည်းကိုရောက်ရှိလာခဲ့တဲ့တောဝက်ကြီးကိုလက်ထက်ကဓမြောင်နဲ့အကောင်ထိုးဆိုင်ချလိုက်ပါတယ်ဦးချိုင်းကတောဝက်ကြီးကိုမျက်စိစုံမိတ်ကထိုးချလိုက်တဲ့အချိန်မှာအာကနဲ့အော်တန်ကြီးကလူတော်တကယ်တော့ကြားလိုက်ရလို့တေချာသွားကြည့်လိုက်ရဟင်ဟာကိုကြီးတိုင်းမောင်ချိုင်းမင်းဘလို့ဟာမာကုန်ပြီအမှန်စစ်တော့ဝမဟုတ်ပါဦးချိုင်းနေမောင်နဲ့ထိုးလိုက်တဲ့အရာကဦးတိုင်းဖြစ်နေပါတယ်ကိုကြီးတိုင်းဟာကိုကြီးတိုင်းအသက်မရှိတော့ဘူးလာကြပါဦးမျိုးဦးချိုင်းရဲ့သွေးသွေးတန်းနဲ့အော်ဟစ်တန်ကြီးကတတော်လုံးကိုပက်တင်ထက်ကမြည်ဟီးသွားခဲ့ပါတော့တယ်ကညင်တော်ရွာမူလာတန်းကျောင်းဆရာကြီးဦးခန့်ကိုရွာကိုလည်းပဲရောက်ရှိနေတဲ့တူဖြစ်သူမောင်တီဟာကကြည့်ပြီးပင့်သက်ချလိုက်ပါတယ်ဦးလေးပြောတဲ့ဖြစ်ကတော့အံ့ဩစရာထိတ်လန့်စရာတွေပဲအေးအစတော့မင်းလိုပဲရွာလူတွေကလည်းအံ့ဩကြထိတ်လန့်ကြနေပေါ့တချို့ရွာသားတွေဆိုရင်ဒါဟာတိုက်ဆောင်တွေကအပြစ်ပေးတာမကောင်းဆိုးဝါးနာနာဘဝတွေက6လတက်ဖြတ်တာဆိုပြီးတွေးပြမတက်ကိုခံစားနေကြကြသေးတာအဲ့ဒီလိုမဟုတ်ဘူးလားဦးလေးမဟုတ်ဘူးကွာဦးတိုင်းတို့ဖြစ်ကိုမြို့ဝတာဝန်ရှိသူတွေစစ်ဆေးရှာဖွေကြည့်လိုက်တော့မှအဖြစ်မှန်ကဒီလိုကွာသူတို့ပွဲတွေတင်အမွှေးနှစ်သားရည်နဲ့ထုံပြီးပူဇော်နေတဲ့အချိန်မှာသူတို့ထုံးတဲ့အမွှေးနှစ်သားရည်ထဲမှာလူကိုမူးယစ်ထုံတိုင်းစေတဲ့အငွေတွေပါဝင်နေလို့အာယုန်တွေမမကုန်ကြတာပေါ့ဒါကြောင့်ဟင်းကျော်ကသူ့ကောင်မလေးနင်းစိန်ကိုမြင်ဦးချိုင်းကလည်းဦးတိုင်းကိုတောဝက်ကြီးလို့မြင်ပြီးဓာတ်နဲ့ထိုးတဲ့အဖြစ်ဆိုးတွေဖြစ်ကုန်တာပေါ့ဒါနဲ့ဦးချိုင်းနဲ့ကိုဟင်းကျော်ကဘာဖြစ်သွားသေးလဲဦးချိုင်းကတော့
ဦးတိုင်းကိုဓာတ်နဲ့ထိုးမိတဲ့အတွက်ရာဇဝတ်ပြစ်မှုအပြစ်ဒဏ်ခံရတာပေါ့ကွာဟင်းကျော်ကတော့သူတို့တက်ဖို့ဝေချင်လာဖို့ကောင်းတယ်တော်ထဲမှာရှောက်ပြေးရင်ဘလူးတွင်းလိုက်ကြပြီးတေဆုံးသွားခဲ့ရတယ်သူကမှလည်းနင်းစိန်လေအတော်စိတ်ထိခိုက်ရှာတာပေါ့ကွာနောက်ဆုံးကောင်မလေးရဲ့မိဘတွေကမြို့ကတငယ်လေးတူနဲ့အိမ်အောင်ချပေးလိုက်ကြတယ်လေလောဘဒေါသမောဟတွေပုံနှံပြီးကိုထင်ရကိုဆိုင်ခဲ့ကြလို့ခုလိုဖြစ်ဆိုးကြီးနဲ့ကြုံကြရတာပေါ့ကွယ်နောက်ပြီးလူတိုင်းကဖြစ်နိုင်ခြေရှိမရှိတဘာဝကြိုက်မကြိုက်ဆိုတာကိုလည်းသိကြဖို့လိုသေးတယ်ကွာနှမို့ဆိုရင်ဦးတိုင်းဦးကြိုက်နဲ့ဟင်းကျော်တို့လိုဖြစ်မျိုးတွေဖက်ပြီးတော့ဖြစ်လာနေသေးတာပေါ့ကွာမောင်တရားတယောက်ဦးလေးဖြစ်သူကျောင်းကြီးဦးခန့်ရဲ့စကားအဆုံးမှာအတွေ့အကြုံကများစွာရမိနေပါတော့တယ်ဟုတ်ကဲ့ပါစာရေးဆရာအက္ခရာသာရဲ့စိတ်ဝင်စားဖွယ်ရာဇာတ်လမ်းတစ်ပုဒ်ကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာအဆုံးထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာစာရေးဆရာအက္ခရာသာကိုလည်းကျေးဇူးအထူးတင်ရှိရပါတယ်ခင်ဗျာ